ဟေးထမင်းနဲ့ထိုးပြန်ပွဲကိုစတင်မှာဖြစ်ပါတယ်ကိုရီးယားမွေးတာထိုးနေပြီထိုးနေပြီလို့မိနစ်20ပဲကြာတော့မှာအားရဆိုင်ไอ้ชามันนาเลยชิ้นใหญ่เฮ้ย2026ခုနှစ်ဇန်နဝါရီလ24ရက်နေ့မှာ AFF Gas ကိုအသုံးပြုပြီးထမင်းနဲ့ထိုးပြန်ပွဲကိုစတင်မှာဖြစ်ပါတယ်။အစီအစဉ်တရအခမ်းအနားစတင်ဖွင့်လှစ်ကြောင်းကြီးညာအပ်ပါတယ်ခင်ဗျာ။ပြန်ပွဲများအနေဖြင့်မိမိတို့နေရာယူခြင်းနဲ့ပြန်ပွဲပစ္စည်းတွေကိုကြိုတင်နေရာယူပြီးတော့စတင်ပြီးချက်ပြုတ်လို့ရပြီဖြစ်ပါတယ်ခင်ဗျာ။စားလို့ရဟောကျွန်တော်တို့ပြန်ပွဲဝင်နေအနေနဲ့စုစုပေါင်းအသင်း10သင်းရှိပါတယ်ရတယ်ကိုရီးယားမွေးတာကိုရီးယားမသူပထမဆုံးအနေနဲ့3သိန်းချက်စုချီးမြှင့်သွားမှာဖြစ်ပါတယ်
ကဲထိုးတဲ့လူကထိုးနေပြီလို့မိနစ်နဲ့ဆက်လက်ကျွန်တော်မှာကဲအားရဆိုင်အားရဆိုင် ကက်လိုက်ဒါကိုပြလိုက်မလောက်တော့မကဲ့နဲ့လူမလဲဘူးဟောတော့ထဲအကိုထဲအဲ့ဒါမနေဘူးလေဖြူရမှာဒါလေးဆရာတွေကဆရာတွေပဲလေ ပြီးတဲ့လူအောက်ကမီးတကားနဲ့ပိတ်တော့ပါနော်ဒေဝနခန်းနေရှာမယ်နော်ဒေဝနခန်းနေ ဂုံးလေးနဲ့ဂုံးလေးနဲ့ ပြိုင်ပွဲဝင်အဖွဲ့များအနေနဲ့ကိုယ့်ရဲ့ပြိုင်ပွဲဝင်ပကံကိုတကယ်ပြတိုင်းလူကြီးမှုများရဲ့ပုံပေါ်မှာတင်ပြီးပြီဆိုရင်တော့ကိုယ့်ရဲ့သက်ဆိုင်ရာနေရာမှာပြန်ပြီးနေရာယူဖို့မြစ်တာရိုက်ခံရပါတယ်ခင်ဗျာတန်ရှင်းမှုရှိမရှိအဲ့ဒါအတွက်ကို9မှတ်သတ်မှတ်ချိန်ပြီးပြီးစီးမှုအတွက်ကို9မှတ်ကြီးကြပ်မှုအမိန့်နာခံမှုရှိမရှိစီးလုံးညီညွတ်မှုရှိမရှိအတွက်ကို9မှတ်အရာသာကောင်းမွန်မှုအယောင်အစင်းကောင်းမွန်မှုတို့ကို9မှတ်စုစုပေါင်း25မှတ်ဖြင့်မှတ်ပြီးဆုံးဖြတ်သွားမှာဖြစ်ပါတယ်ခင်ဗျာတိုင်းတူးစီမှာအမှတ်25မှတ်စီပေးတာဖြစ်တဲ့အတွက်ကြောင့်မလို့အမှတ်125မှတ်ရရှိတာဆိုလို့ရှိရင်အမှတ်1ရရှိတာဖြစ်ပါတယ်။နှစ်သိမ့်စု3စုကိုဆက်လက်ကြီးညာပေးတော့မှာဖြစ်ပါတယ်။နံပါတ်9ခရမ်းရောင်တင်ကိုစော်ဝင်းနိုင်အတင်းမှရရှိသွားတာဖြစ်ပါတယ်ခင်ဗျာ။ယခုကဲ့သို့ပါဝင်ရှင်ပြိုင်ခဲ့သည့်အတွက်လည်း EFF Cast အဖွဲ့သားများမှအထူးပင်ကျေးဇူးတင်ရှိပါတယ်ခင်ဗျာ။အပြာရောင်အဖွဲ့ဝင်နံပါတ်1ကိုတန်းထူးတို့အဖွဲ့ဖြစ်ပါတယ်ခင်ဗျာတတိယစုကိုစတင်ပြီးချိန်ညာပြီးတော့မှာဖြစ်ပါတယ်တတိယစုစုပေါင်းအမှတ်121မှတ်နဲ့တတိယစုကိုစုခုရရှိသွားတဲ့အဖွဲ့ကတော့အဖွဲ့နံပါတ်6လိမ္မော်ရောင်တင်ကိုပေါ်ပေါ်ဦးဆောင်တဲ့အဖွဲ့ဖြစ်ပါတယ်ခင်ဗျာကျွန်တော်ဒုတိယစုကိုခိုင်ခိုင်တန်တန်နဲ့ရာခိုင်123မှတ်နဲ့ရရှိသွားတဲ့အဖွဲ့ကတော့အဖွဲ့နံပါတ်10အစင်းရောင်ကိုတင်လာတဲ့အဖွဲ့ဖြစ်ပါတယ်ပထမဆုရရှိသွားတဲ့အသင်းကတော့အဖွဲ့ဝင်နံပါတ်1အဖြူရောင်အသင်းကိုထွန်းနိုင်ဦးဦးဆောင်တဲ့အဖွဲ့ဖြစ်ပါတယ်ခင်ဗျာအမှတ်အဖြူဖြစ်ပါတယ်ခင်ဗျာEFF အမြဲတမ်းရှိနေမှာ